ကော်ပြန်စိမ့်ဆိုပြီးတော့နာမည်ကြီးနေတယ်အပြင်သားလေးကအီလေးအထဲမှာအသားများများလေးနဲ့စားလို့ကောင်းတဲ့ကော်ပြန်စိမ့်လေးကိုအိမ်မှာအလွယ်တကူလိုက်လို့စားလို့ရမယ်နေနန်းလေးကိုမျှဝေပေးလိုက်ပါတယ်ကော်ပြန်စိမ့်ရဲ့အဖက်ကလေအဲ့ဒီအဖက်ကမုတ်ဖက်ဆိုင်တွေမှာရောင်းပါလေရှင်မုတ်ဖက်ဆိုင်တွေမှာသွားဝယ်ပြီးတော့ညက်ခေါက်ဆွဲအဖက်အပြားကြီးပေးပါဆိုရင်သူတို့ဘက်ကရောင်းပေးပါတယ်နောက်ပြီးတော့အထဲမှာအစာသွတ်မဲ့အစာတွေကတော့အိမ်မှာရှိတဲ့ကြက်သားနဲ့ကော်ဖီပဲထည့်ပြီးတော့အစာသွတ်မှာဖြစ်ပါတယ်ကိုကျိုင်းနေတဲ့ရအသားလေးထည့်လို့ရပါတယ်ပစုံအသားပစုံရဲ့ကြက်သားဝတ်သားလို့အမဲသားလို့အရွက်ဆိုရင်လည်းအယောင်တွေးလာတဲ့မုံနာဥမီထည့်မယ်မုံရင်းဖြူထည့်မယ်ကော်ဖီထည့်ပြီးကြော်လို့ရပါတယ်ကြော်နေရတိုင်းပဲခီးစီကြမ်းမျိုးကြက်သားမုတ်ထည့်ပြီးတော့အရသာလေးထည့်ပြီးကြော်ပါမယ်နုနုအီဒီဖြစ်အောင်ကြော်လိုက်ပါတယ်ပေါ့နော်အရှိမတော့အမေကတောက်လျှောက်လုပ်သွားတာအခုကတော့ရောင်းနေတာပေါ့နော်ဟိုရောင်ဒီရောင်နဲ့မသိရင်ကိုယ်တိုင်လုပ်ပါတယ်ပေါ့ကိုယ်တိုင်နဲ့လုပ်တတ်ပါတယ်ဒါလေးကလည်းလွယ်လေးပါအခုတော့ကြော်လို့ပြီးသွားပြီဆိုတာနဲ့အမေကဒီညက်ခေါက်ဆွဲအဖက်အပြားကြီးပေါ်မှာအစာသွတ်လုံးမှုချက်ထားတဲ့ဒီကြက်သားလေးတွေအစာသွတ်မယ်အစာသွတ်တဲ့အခါမှာလိမ့်တဲ့အခါမှာသတိထားရမယ်ပေါ့နော်ညက်ခေါက်ဆွဲအဖက်ကနူးနူးအီလေးဖြစ်တာမလို့ကိုကမလိမ့်တဲ့ရင်ပြဲသွားပြီးတော့ကိုအစာသွတ်ထားတဲ့ဟာအပြင်ရောက်သွားတာလေဆိုရင်မကောင်းလေလှလည်းမလှအောင်လှလည်းမလှစားလို့တော့ကောင်းပေမဲ့ပုံစံမလှရင်စားမဝင်ဘူးပေါ့နော်ကျမတော့ဘာဖြစ်စားတာပဲအမေကအခုလုံနေသူပြဲသွားလို့ဆိုပြီးတော့ပြောနေတာသူသေးချလှုပ်ပေးနေစားလို့ကောင်း